တပုတ်တွေလာရောက်ရင်အဝင်းတို့မြန်မာဒလီအတိုင်းဓမ္မနဲ့ထိုးကြပါတယ်အခုအဝင်းရောက်နေတဲ့အိမ်ကတခါတည်းနဲ့9ဦးတောင်ထိုးမှာပါသူတို့အိမ်ကကြတော့မောင်နှမတွေက6ယောက်ရှိရပါတော့ဒါအပြင်ကိုမှအပြင်လူတွေကရောအကုန်လုံးပေါင်းတော့9ဦးဖြစ်သွားတာပေါ့နော်ဒါကငပြောရွက်နဲ့ခဏလေးအုပ်ထားပေးတာပေါ့နော်ငပြောရွက်ကိုဖယ်လိုက်ရင်ဒီမျိုးပုံစံတွေထားဖြစ်လာမယ်အဲ့ဒါကမှအပေါ်အောက်နဲ့အကျက်ညီအောင်လှန်ရတာပေါ့နော်အဲ့လိုမျိုးဟိုလန်ဒီလန်ပေါ့နော်ချိုးတွေနဲ့ဆိုတော့တော်တော်လေးကိုအားစိုက်ပြီးတော့လှည့်ရတာပေါ့နော်အဲ့ဒါပြီးရင်ပေါင်ဝင်တဲ့ပစ္စည်းတွေကိုထည့်ရတယ်ထမင်းရကြတော့ပေါ့နော်သူရဲ့ပေါင်ဝင်ပစ္စည်းတွေမြေပဲတွေအဲ့လိုမျိုးအုံဒီတွေမြများအဲ့လိုမျိုးထည့်ရင်တော့ပို့ပြီးတော့စားကောင်းပါတယ်အုံဒီမြများလေးနဲ့ဆိုရင်တော့စိတ်တယ်ပေါ့နော်ပေါင်ဝင်တဲ့ပစ္စည်းတွေထည့်ပြီးသွားရင်တမထွားရအောင်ပြန်ပြီးတော့ဟိုဘက်နဲ့ဒီဘက်ပြန်မှွေပေးရတာပေါ့နော်တခါထမင်းနဲ့ထိုးပြီးသွားရင်သမီးစားဖို့ပေါ့နော်ဟင်းနေချက်နေတာပါဒါကတော့စပြီးတော့ထိုးနေပါပြီဒါကတော့ကိုအိုးပြီးရင်ဒါပိုင်ရှင်ကလည်းယူလို့ပေါ့နော်ပိုင်ရှင်ကလည်းယူတယ်ကျန်တဲ့ဟာတွေကိုလည်းတခြားလူတွေကိုလည်းလိုက်ဝေတော့ပေါ့နော်ဒါကတော့ဒီဘက်မှာနောက်ထပ်တူထိုးနေပါတယ်ဒီကကြတော့ဒီမှာအင်ကြီးအပြာရောင်းနေကတော့ဒါတော့အဝင်းရဲ့အဖေပါအဖေကတော့သူစပုံမှုလုပ်တဲ့အိုးဆိုတော့သူအိုးရင်သူအိုးကတော့အကောင်ဆုံးဆိုပြီးတော့ကြွားပြီးတော့ပြောနေတာပါဒီအမကတော့အဝင်းကိုလှမ်းပြောနေတာခုနကသူကမိတ်ကပ်မလည်ရသေးလို့တဲ့အခုမှသူကမိတ်ကပ်ပြန်လိမ့်ပြီးတော့ထွက်လာတာပေါ့နော်ဒါကတော့နောက်ထပ်တစ်ချိန်မှာကိုအိုးတော်မှဆိုတော့လေတခါထိုးရပါတယ်ဒါပေမဲ့တခါထိုးနှစ်အိုးဆိုတော့လေပြီးတာတော့ပြီးမြန်ပါတယ်ဒီလိုမျိုးကြည့်ရင်လေအရန်ပြောဖို့ကောင်းပါတယ်ရွာသားတွေကကျတော့လေသူတို့ရအရန်ကိုဖြူစင်တော့ပေါ့နော်စားစရာရှိတာစားတယ်လှုပ်စရာရှိတာတော့လှုပ်တယ်အကောင်လုံးဝိုင်းလို့ဝိုင်းစားယူတတားလေးနဲ့သူတို့မျက်နှာလေးကိုကြည့်ပြီးတော့ပြောဖို့ကောင်းပါတယ်အဝင်းကတော့ဒီအိုးအောင်မှာကတ်နေတဲ့ဂျိုးတွေကိုစားရတာပို့ပြီးတော့ကြိုက်တယ်ဒါကတော့အန်ဒီတွေကကနေတာပေါ့နော်နောက်ဆုံးတော့အဝင်းလဲဘာစင်နဲ့ပြန်လာပါတယ်